အားလုံးပဲမင်္ဂလာပါ Sport View ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဇွန်လ26ရက်နေ့အတွက်နောက်ဆုံးရစိတ်ဝင်စားစရာဘောလုံးသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါအရင်ဆုံးအနေနဲ့ပေါ်တူဂီအသင်းကောင်းဆောင် Al-Nassr အသင်းရဲ့တိုက်စစ်မှု Cristiano Ronaldo ဟာ Al-Nassr အသင်းနဲ့စာချုပ်တက်တန်းတိုးဖို့သဘောတူညီမှုရဖို့အတွက်တော်တော်လေးနှီးစပ်နေပြီလို့သိရပါတယ်အသက်40ရှိပြီဖြစ်တဲ့ Cristiano Ronaldo ဟာပြီးခဲ့တဲ့ Saudi Pro League ပြိုင်ပွဲရာသီပိတ်ပွဲစဉ်တွေအပြီးမှာတော့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ Al-Nassr နဲ့သူနဲ့တခန်းရက်သွားခဲ့ပြီလို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကမ္ဘာဘောလုံးပရိသတ်တွေကြားမှာ Ronaldo အနေနဲ့နောက်ရာသီမှာဘယ်အသင်းမှာတွေ့ရတော့မလဲ Al-Nassr နဲ့တော့လမ်းခွဲသွားပြီဆိုတဲ့သတင်းတွေကတော်တော်လေးကိုပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုမထင်မှတ်ဘဲ Al-Nassr အသင်းအနေနဲ့ Ronaldo ကိုစာချုပ်တက်တန်းတိုးနိုင်ဖို့အတွက်စီယုံသိမ့်သိမ့်မှုတွေပြုလုပ်ပြီးတော့အခုစာချုပ်တက်တန်းတိုးနိုင်ဖို့အတွက်လည်းတော်တော်လေးညီးစက်နေပြီလို့သတင်းတွေတက်လာခဲ့တာဖြစ်ပါတယ်။ဥရောပသတင်းတွေအရ Al-Nassr နဲ့ Ronaldo တို့စာချုပ်တက်တန်းတိုးမှုဟာနောက်ထပ်2နှစ်တက်တန်းတိုးနိုင်မယ်လို့လည်းဆိုပါတယ်။မကြာမီရက်ပိုင်းအတွင်းမှာ Ronaldo နဲ့ Al-Nassr အသင်းတို့ရဲ့စာချုပ်တက်တန်းတိုးမှုတရားဝင်စာချုပ်စာတမ်းကိစ္စတွေကလည်းသတင်းအချက်အလက်တွေနဲ့အတူထွက်ပေါ်လာမှာဖြစ်ပါတယ်။နောက်ထပ်တစ်ပုဒ်ကတော့ Al-Nassr အသင်းကအီတလီလူမျိုးနည်းပြစတီဖန်နိုပီယိုလီနဲ့လမ်းခွဲလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရိုနယ်ဒိုကိုစာချုပ်တက်တန်းတိုးတာနဲ့ပီယိုလီကိုလမ်းခွဲလိုက်တဲ့သတင်းနှစ်ခုကတော့တပြိုင်တည်းတက်လာခဲ့တာပါ။ဒါတွေကနောက်ွယ်မှာဘာတွေရှိနေလဲဆိုတော့ကျွန်တော်တို့ကမသိဘူးပေါ့လေ။ဆိုတော့2022ခုနှစ်က AC Milan လိုအသင်းကို Serie A မှတ်ပေးချန်ပီယံဖြစ်အောင်ဆွမ်းဆောင်ပေးခဲ့တဲ့နီးပြစတီဖန်နိုပီယိုလီအနေနဲ့ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာကမှ Al-Nassr ကိုစပြီးတော့ကင်တွယ်တာလည်းဖြစ်ပါတယ်။အသင်းနဲ့6လလောက်ပဲကင်တွယ်ပြီးတဲ့အချိန်မှာအခုလိုမျိုးနှစ်ဖက်သဘောတူလမ်းခွဲဖို့အတွက်ဖြစ်လာခဲ့တာပါ။ခိုင်လုံတဲ့အကြောင်းပြချက်တွေမရှိပေမဲ့ Al-Nassr ရဲ့ထုတ်ပြန်ချက်မှာတော့နီးပြပီယိုလီကအီတလီ Serie A ကလပ်အသင်းဖြစ်တဲ့ Fiorentina အသင်းကိုပြန်လည်ပြီးတော့ကင်တွယ်ဖို့အတွက်ချိတ်ဆက်မှုတွေရှိခဲ့တယ်လို့လည်းဆိုထားပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်လာမယ့်ရာသီတစ်မှာတော့ Al-Nassr အနေနဲ့ Ronaldo ကိုစာချုပ်တက်တန်းတိုးမှာဖြစ်တယ်လို့နောက်ထပ်နီးပြတဦးကဘယ်နီးပြဖြစ်လာမလဲဒီနီးပြနဲ့ရော Ronaldo နဲ့ကအဆင်ပြေမှာလားဆိုတဲ့အပေါ်မှာအများကြီးစောင့်ကြည့်သွားမှာဖြစ်ပါတယ်နောက်ထပ်ကတော့အားလုံးသိတဲ့အတိုင်းပဲဘောလုံးကစားသမားဘဝမှာဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရပြီးအကြဘက်ကိုရောက်နေတဲ့ဘရာဇီးကျယ်ပွင့်နေမာပဲဖြစ်ပါတယ်နေမာကတော့သူ့ရဲ့ငယ်ဘဝကလပ်အသင်းဖြစ်တဲ့ဆန်တိုအသင်းမှာနောက်ထပ်6လတက်တန်းတိုးလိုက်တယ်လို့သိရပါတယ်ဆန်တို Saudi Pro League ကနေပြီးတော့ဆန်တိုအသင်းကိုပြန်ရောက်တဲ့အချိန်မှာနေမာရဲ့ပုံစံကတော်တော်လေးရုန်းကန်ခဲ့ရတယ်လို့ဆန်တိုအသင်းမှာလည်းဒဏ်ရာပြဿနာတွေကိုဗစ်ရောဂါတွေနဲ့သူ့မှာနှပန်းလုံးနေပြီးတော့ထိရောက်တဲ့ခြေစွမ်းပြမှုတွေမလုပ်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ဆိုတော့ဒီနေသားတွေကြောင့်ပဲဥရောပထိပ်သီးကလပ်အသင်းတွေရဲ့ခေါ်ယူဖို့ဈေးဝယ်စင်းတွေမှာမပါဝင်ခဲ့သလိုနေမာကိုပြန်လဲခေါ်ယူမဲ့အသင်းတွေမရှိတော့ဘူးလားလို့တောင်ထင်ရသလောက်ဖြစ်နေပါတယ်။ဆိုတော့ဒီအခြေအနေတစ်ခုမှာနေမာအနေနဲ့အခုချိန်မှာဥရောပရဲ့ထိပ်သီးအသင်းကြီးတစ်သင်းကပါခေါ်ဖို့တဲ့ကန့်လန့်ကြည့်ပါလား။သိကြတဲ့ဆန်တိုလိုအသင်းမျိုးသူ့ရဲ့ငယ်ဘဝကလပ်အသင်းမှုလို့သူ့ရဲ့ဒီလိုဘဝမျိုးရောက်အောင်ဆန်တိုအသင်းကြီးကလှုပ်ပေးခဲ့တာတို့ဆိုပြီးတော့ဆန်တိုအသင်းကိုချစ်ပြီးတော့နေမယ်များထင်နေလားမထင်ပါနဲ့ခေါ်တဲ့ဥရောပကလပ်အသင်းကြီးကိုပဲသွားမှာပါဆိုတော့လက်ရှိအနေထားမှာတော့နေမာကိုခေါ်မဲ့ဥရောပကလပ်အသင်းကြီးဘယ်အသင်းကမှမရှိလို့နေမာအနေနဲ့ဆန်တိုအသင်းမှာပဲနောက်ထပ်6လဆက်နေမယ်ဆိုတဲ့အခြေအနေတွေဖြစ်လာခဲ့တာဖြစ်ပါတယ်သူရဲ့ထုတ်ပြန်ချက်မှာတော့နေမာကလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမှာဘရာဇီးလက်ရွေးစင်အသင်းမှာသူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေကိုပြန်လည်ရနိုင်ဖို့အတွက်ဆန်တိုအသင်းမှာပဲဆက်နေမယ်လို့လည်းဆိုထားပါတယ်နောက်တစ်ပုဒ်ကတော့အမ်ဘာပေအကြောင်းပဲဖြစ်ပါတယ်ရီယယ်မက်ဒရစ်အသင်းရဲ့ပြင်သစ်အသင်းကောင်းဆောင်အမ်ဘာပေဟာအမေရိကန်မှာကလပ်ကမ္ဘာဖလားပြိုင်ပွဲတွေရှင်ပြိုင်ဖို့အတွက်ပြိုင်ပွဲမစခင်ကတည်းကအမေရိကန်ကိုရောက်ကြရပဲပြောပါတော့အဆိုင်ယောဂဖြစ်ပြီးတော့မိုင်ယာမီမှာရှိတဲ့ဆေးရုံတရုံမှာတက်ရောက်ကုသခံခဲ့ရတယ်လို့ပြီးခဲ့တဲ့ကြာသပတေးနေ့ကဆေးရုံကဆင်းခွင့်ရပေမဲ့အဆိုင်ယောဂဆိုတော့လေဘောလုံးကစားလို့မရသေးဘူးဆိုတော့လက်တလုံးမှာအပေါ်စားလေ့ကျင့်မှုတွေနဲ့အသင်းပေါ်တွေနဲ့အတူလေ့ကျင့်ရေးစီစဉ်တွေမှာပါဝင်နိုင်တယ်ဆိုပေမဲ့
ပြိုင်ပွဲထဲမှာဝင်ပြိုင်ဖို့တော့မဖြစ်နိုင်သေးပဲနဲ့လာမယ့်ဆဲဘက်တင်းနဲ့ရှင်ပြိုင်မဲ့အုပ်စုနောက်ဆုံးပွဲကိုလည်းပါဝင်နိုင်မှာမဟုတ်သေးဘူးလို့ရီယယ်မက်ဒရစ်အသင်းကနေပြီးတော့တရားဝင်ထုတ်ပြန်ထားပါတယ်ရီယယ်မက်ဒရစ်အသင်းရဲ့ကလပ်ကပ္ပလွှားပြိုင်ပွဲမှာလက်ရှိအုပ်စုတွင်ပြိုင်ပွဲတွေအားလုံးမှာအမ်ဘာပီအနေနဲ့ပါဝင်နိုင်ခြင်းမရှိခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့နောက်ထပ်16သင်းအဆင့်ပြိုင်ပွဲတွေနဲ့နောက်ထပ်ပွဲစဉ်တွေမှာအမ်ဘာပီတယောက်ပြန်ပြီးတော့ပါဝင်ကစားနိုင်ဖို့အတွက်လည်းအများကြီးမျှော်လင့်ပါတယ်နောက်ထပ်တစ်ပုဒ်ကတော့အာဆင်နယ်အသင်းကဘရန့်ဖို့အသင်းရဲ့အသင်းကောင်းဆောင်နော်ဂတ်ကိုခေါ်ယူဖို့နှစ်ဖက်သဘောတူညီမှုရခဲ့ပြီလို့သိရပါတယ်နော်ဂတ်ကိုပါတီရဲ့နေရာမှာအစားထိုးဖို့အတွက်အာဆင်နယ်ကခေါ်ယူခဲ့တာဖြစ်ပြီးတော့လက်ရှိပါတီကိုတော့စာချုပ်တက်တန်းတိုးဖို့အတွက်ပြောဆိုထားခြင်းမရှိဘူးလို့လည်းသိရပါတယ်ဒီကိစ္စအင်းနဲ့ပတ်သက်ပြီးတော့လည်းဝေဖန်မှုတွေရှိနေပါတယ်ပါတီလူကစားသမားမျိုးကိုစာချုပ်တက်တန်းမတိုးဘဲနဲ့နော်ဂတ်ကိုခေါ်လိုက်တာကပါတီပေါ်မှာမလေးစားရကြတယ်ဘာညာပေါ့ဆိုတော့အာဆင်နယ်အနေနဲ့ဘရန့်ဖို့အသင်းကောင်းဆောင်နော်ဂတ်ကိုပေါင်10သန်းနဲ့ခေါ်ယူဖို့အတွက်သဘောတူညီမှုရခဲ့တာလို့လည်းသိရပါတယ်။ကတော့ဘာစီလိုနာအသင်းရဲ့အိမ်ကွင်းဖြစ်တဲ့နျူကန်ကွင်းကိုလာမယ့်ဩဂုတ်လ10ရက်နေ့မှာပြန်ပြီးတော့အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့အသင်းရဲ့ဥက္ကဋ္ဌဖြစ်သူလာပေါ်တာကနေပြီးတော့တရားဝင်ထုတ်ပြန်ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်တည်းကနျူကန်ကွင်းကိုအစစ်မြစ်တင်ပြုပြင်မှုတွေလုပ်ခဲ့ပြီးတော့2024ခုနှစ်မှာကွင်းကိုပြန်ပြီးတော့လက်ခံကျင်းပခွင့်ရမယ်လို့ထင်ထားပေမဲ့ကုမ္ပဏီဘက်ကနေတိဆောက်ရေးအပိုင်းတွေမှာကြံ့ကြာမှုတွေရှိနေကြတာကြောင့်ဒီနေ့လာမယ့်ဩဂုတ်လ10ရက်နေ့ကျမှပြန်ပြီးတော့အိမ်ကွင်းဖြစ်လက်ခံကျင်းပခွင့်ရမှာလို့လည်းသိရပါတယ်ဆိုတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဘာစီလိုနာအနေနဲ့နျူကန်ပြီးခဲ့တဲ့ဘောလုံးရာသီနှစ်တွေကနျူကန်ကွင်းတိဆောက်မှုမပြီးသေးတဲ့အခြေအနေတစ်ခုမှာချန်ပီယံလိပြိုင်ပွဲတွေရောအိမ်ကွင်းလာလီဂါအိမ်ကွင်းပွဲစဉ်တွေရောစပိန်ရဲ့အဓိကအထင်ကြီးကွင်းဖြစ်တဲ့အိုလံပစ်ကွင်းကြီးထဲမှာလက်ခံကျင်းပခဲ့ပြီးတော့သူတို့အတွက်ဘတ်ဂျက်တွေလည်းတော်တော်လေးထိခိုက်ခဲ့တာကိုကြားသိရပါတယ်ဆိုတော့လာမယ့်ဩဂုတ်လ10ရက်နေ့မှာတော့နျူကန်ကွင်းကပြန်လဲအလုံးစုံပြည့်စုံလာပြီးတော့ပရိသတ်တွေအနေနဲ့သူတို့ရဲ့အိမ်ကွင်းဖြစ်တဲ့နျူကန်ကွင်းထဲမှာဘာစီလိုနာအသင်းကိုတခဲနဲ့အားပေးဖို့အခွင့်အရေးပြန်ရတော့မှာဖြစ်ပါတယ်ဆိုတော့ဘာစီလိုနာအသင်းရဲ့လက်ရှိအသင်းသစ်အဆင့်မြင့်တင်ပြီးတော့တိုးမြင့်ပြင်ဆင်လိုက်တဲ့ကွင်းကြီးမှာတော့ပရိသတ်3,500ဝင်ဆက်နိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်နောက်ထပ်တစ်ပုဒ်ကတော့မြန်မာဘောလုံးသမားတူရဲ့အပြောင်းအရွှေ့အကြောင်းလေးကိုနည်းနည်းလေးတင်ဆက်ပေးခြင်းပါတယ်အားလုံးသိကြတဲ့ကျော်စင်လွင်အကြောင်းပဲဖြစ်ပါတယ်ကျော်စင်လွင်ကပြီးခဲ့တဲ့လီဖလားပြိုင်ပွဲမှာ AR United အသင်းမှာပါဝင်ကစားခဲ့ပြီးတော့ဆီမီဖိုင်နယ်အဆင့်ထိတက်ရောက်နိုင်ခဲ့တယ်လို့အဲ့ဒီပြိုင်ပွဲအပြီးမှာပဲမထင်မှတ်ပဲအသင်းနဲ့နှစ်ဖက်သဘောတူလမ်းခွဲလိုက်တယ်လို့သတင်းတွေကတက်လာခဲ့တာဖြစ်ပါတယ်အသင်းရဲ့ Facebook စာမျက်နှာတွေမှာတရားဝင်ထုတ်ပြန်ခြင်းမရှိပေမဲ့နှိစက်တဲ့အတိုင်းဝိုင်းရဲ့ထုတ်ပြန်ချက်သတင်းတွေအရကျော်စင်လွင်ဟာ AR United အသင်းနဲ့နှစ်ဖက်သဘောတူလမ်းခွဲလိုက်ပြီးဖြစ်ပြီးတော့မကြခင်မှာပြည်တွင်းကလပ်အသင်းကြီးတွေရဲ့စိတ်ဝင်စားခြင်းကိုခံနေရတယ်လို့နောက်ထပ်ကလပ်အသင်းကြီးတစ်သင်းကိုရောက်ရှိမယ်လို့လည်းကျွန်တော်တို့ကြားသိနေရပါတယ်ဆိုတော့အသက်32နှစ်အရွယ်ရှိပြီဖြစ်တဲ့ညာနောက်ခံကစားမှာကျော်စင်လွင်ဟာပြည်တွင်းကလပ်အသင်းတွေမှာတော့ထိပ်တန်းနာမည်ကြီးအသင်းတွေဖြစ်တဲ့မကွေးရှောင်းလိုက်တဲ့ AR United အသင်းတွေမှာပါဝင်ရှင်းပြိုင်ကစားခဲ့တဲ့ဝါရင်နောက်ခံကစားမှာတူလည်းဖြစ်ပါတယ်ကျော်စင်လွင်တယောက်နောက်ထပ်ကျော်စင်လွင်တယောက် AR ကနေပြောင်းပြီးတော့နောက်ထပ်ဘယ်အသင်းကိုရောက်မလဲဆိုတော့မကြမီရက်ပိုင်းနေအတွင်းမှာအချိန်နဲ့တပြေးညီစောင့်ကြည့်သွားမှာဖြစ်တယ်လို့သတင်းတွေတည်ချင်းမှာလည်းပြည်သက်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ Sport View TikTok channel လေးကို follow လုပ်ထားပေးဖို့မမေ့နဲ့နော်အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်